British Army မိဂလာပါရှင်ကျမတို့ channel ကနေပြန်လိုက်ကြဆိုလိုက်ပါရှင် British တွေခရကတင်ဆက်ပေးမဲ့တဲ့ကြောင်းတွေကတော့တရုတ်ဆောင်မီတမီမိမိကိုကိုရဲ့စိတ်မကောင်းစရာတဲ့တွေပဲဖြစ်ပါတယ်မင်္ဂလာပါ British တွေ MRTU4 ဇလန်ကျွဲကနေတဆင်အနုပညာလမ်းပေါ်ကိုရှောက်လန်းလာတဲ့တရုတ်ဆောင်မိမိကိုကိုကတော့ပြားရဲ့အိုင်ဆိုတဲ့ဇလန်ကျွဲနဲ့အကောင့်ဆုံးအမျိုးသမီးတရုတ်ဆောင်စုကိုရရှိပိုင်ဆိုင်ပြီး British ရဲ့အားပေးချစ်ခင်မှုကိုရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်နောက်ထပ်မကြေးစီဆိုတဲ့ဇလန်ကျွဲမှာလည်း British ရဲ့အချစ်ကိုတိမ်ပိုက်ထားနာတဲ့သူဖြစ်ပါတယ် British အပေါ်မှာယူသားပွင့်နေတဲ့မိမိကိုကိုလေးဟာသူမရဲ့အချစ်ရင်းနဲ့ပတ်သက်ရင်လည်း British ကိုအကုန်ချပြထားတာဖြစ်ပါတယ်မိမိကိုကိုရဲ့ချစ်သူလေးကတော့အမေရိကန်မှာနေထိုင်တဲ့ဆရာဝန်ဒေါက်တာကျော်စောဟိမဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်နားလည်ယုံကြည်မှုအပြည့်နဲ့ချစ်ခင်ချစ်သူတက်တန်းတိဆောက်လာတာကြာလာပြီဖြစ်ကအခုချိန်မှာဆိုရင်တော့ညမချာမီမှာချစ်သူလေးနဲ့လက်ချက်တော့မယ်ဆိုပြီးပြောဆိုနေခဲ့တာဖြစ်ပါတယ်သူပေမဲ့လည်းအခုတခါမှဆိုရင်တော့တရုတ်ဆောင်မီတမီမိကိုကိုရဲ့စိတ်မကောင်းစရာတရင်ကြားလို့နေခဲ့ပြီဖြစ်ပါတယ်တရုတ်ဆောင်မီတမီမိကိုကိုဟာဆိုလို့ရှိရင်တော့သူမမှာကင်ဆာပိုးတွေတွေ့လို့ဘန်ကောက်မှာကုသဖို့ရှိနေတယ်လို့သိရပါတယ်တရုတ်ဆောင်မိကိုကိုကမကြာသေးခင်ရက်ပိုင်းတုန်းမှာသူမနေမကောင်းဖြစ်တဲ့အရန်များလာပြီးအားနည်းလာခဲ့ကြောင်းသူမဖြစ်တဲ့လက္ခဏာတချို့ကကင်ဆာလက္ခဏာနဲ့ဆင်တူနေလို့စစ်ဆေးကြည့်ရကနေကင်ဆာပိုးတွေ့ရလို့ဘန်ကောက်မှာတွားရောက်ပြီးကုသဖို့စစ်ဆင်ထားတယ်ဆိုပြီး British ကိုပြောပြချဖြစ်ပါတယ်မင်းမိမိကိုနှင်းမကောင်းနေတာရက်ကြာနေပြီဖြစ်တဲ့အကြောင်းသူမရဲ့မိသားစုက British ကိုအသိပေးလာခဲ့တဲ့ဖြစ်ပါတယ်တရုတ်ဆောင်မင်းမိမိကိုဟာဆိုလို့ရှိရင်တော့ဒီကနေ့နဲ့ဆိုရင်တော့အဖျားကြီးလာတာရက်တော်ကြာပြီဖြစ်တယ်မလို့လမ်းတော်မလျှောက်နိုင်တော့တဲ့အခြေအနေမျိုးထိကိုကျမကြီးအခြေအနေကတော်တော်ဆိုးဝါးနေတယ်လို့သိရပါတယ်ဒီကနေ့အထိလည်းကုသနေရဆဲဖြစ်ပြီးမသက်သာလာသေးတဲ့အခြေအနေကြောင့်မိသားစုမှလည်းစိုးရိမ်ပူပန်ကြီးနေကြတယ်လို့သိရပါတယ်မိမိကိုရဲ့ဒီလိုအခြေအနေကိုနုပညာရှင်များစွာကလည်းစိုးရိမ်ပေးခဲ့ကြပြီးအများဆုံးသက်သာလာအောင်ဆွတောင်းပေးနေခဲ့ကြလည်းဖြစ်ပါတယ်ကျဆာမီမိမိကိုဟာကင်ဆာရောဂါနဲ့ပဲ British ကိုထားသွားတော့မလားဆိုပြီးစိုးရိမ်ပူပန်နေကြတာကိုတွေ့နေရလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါ British တွေချီဟာပေးခဲ့ကြတဲ့တရုတ်ဆောင်မင်းမိမိကိုရဲ့အကြမ်းမာရေးကလည်းအများဆုံးတသားကောင်းမလာပါစေလို့ဆုမကောင်းကြပေးနေကြောင်းတက်ဆက်ပေးမှုကျွန်မရနာခုပြပါရှင် British များလုံးပဲရှင်နဲ့ရှက်မြကြပါစေရှင်